Google မြေပုံပေါ်ကထူးဆန်းတဲ့တစ်စစ်ကျွန်းကမ္ဘာမြေပုံပေါ်မှာတကယ်မရှိခဲ့တဲ့ကျွန်းတစ်ကျွန်းအကြောင်းပြောရမယ်ဆိုလို့ရှိရင်တင်ဘလို့ခန်းစားရမလဲ Google Map မှာတော့သူ့မှာနာမည်တစ်ခုနေရာတစ်ခုနဲ့တရားဝင်နေရာတစ်ခုအဖြစ်သတ်မှတ်ခံထားရတယ်ဒါပေမဲ့တကယ်အပြင်မှာတော့လုံးဝမရှိခဲ့ဘူးရှင်နှစ်ပေါင်းများစွာကြာအောင်ပစိဖိတ်သမုဒ္ဒရာရဲ့အဆုံးမရှိတဲ့အပြာရောင်မျက်နှာပြင်ပေါ်မှာထူးဆန်းတဲ့အမဲကွက်ကြီးတစ်ခုလိုပေါ်ခဲ့တာပေါ့ဘယ်သူကမှဓာတ်ပုံရိုက်မထားနိုင်တယ်လို့ဘယ်ခရီးသွားကမှတွားရောက်လက်ပတ်ခဲ့တာမျိုးမရှိခဲ့ဘူးကောလာဟာလာတွေနဲ့ထင်မြင်ကြချက်အမျိုးမျိုးပြည့်နေနေတဲ့နေရာတစ်ခုပေါ့ခရီးသွားတင်မောတွေကအဲ့ဒီကျွန်းကိုမြင်တဲ့အခါမှာအန်ဒီရရှိနိုင်တယ်လို့ယူဆကြပြီးလမ်းကြောင်းပြောင်းခဲ့ကြတယ်။ဘာဖြစ်လို့လဲဆိုတာဘယ်သူကမှမခန့်မှန်းနိုင်ကြဘူးရှင်။မြေလားဒါမှမဟုတ်အန်ဒီရရှိတဲ့ကြောက်ဆောင်တွေလားဒါမှမဟုတ်တခြားလူဝက်စွမ်းကျဲတဲ့အရာတစ်ခုလားဆိုတာကိုမသိချကြဘူး။2012ခုနှစ်မှာတတိကောင်တဲ့သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့ကဒီလူဝက်ချက်ကိုဖော်ထုတ်ဖို့စွန့်စားခံတစ်ခုကိုစတင်ခဲ့တယ်။သူတို့ရဲ့ GPS စနစ်တွေနဲ့မြေပုံတွေကိုအဲ့ဒီကျွန်းရှိတဲ့ဆိုတဲ့တိကျတဲ့နေရာတွေကိုသွားရောက်ခဲ့ကြတယ်။ဒါပေမဲ့အဲ့ဒီနေရာကိုရောက်တဲ့အခါမှာသူတို့တွေ့လိုက်ရတာကဘာမှမရှိဘူးရှင်။ရင်ခုန်စရာကောင်းတဲ့တဲတောင်ပင်တွေထူးခြားစံပြတဲ့ကြောက်ဆောင်တွေအယောင်အသွေးစုံနေတဲ့တန်တာကြောက်တန်းတွေဆိုတာလုံးဝမရှိခဲ့ဘူးရှင်။ရေအနက်1400မီတာလောက်ရှိတဲ့ပင်လယ်ပြင်အလွတ်တစ်ခုပဲရှိနေတာပါ။သူတို့အဲ့ဒီနေရာကိုအကြိမ်ကြိမ်ပတ်ကြည့်ခဲ့ပြီးမဲ့ဘာမှထူးမလာခဲ့ဘူးရှင်။ Sandy Island ဆိုတဲ့ကျွန်းကတကယ်တမ်းတော့မရှိခဲ့ပါဘူး။ရာစုနှစ်တစ်ခုကျော်ကြာအောင်ကဘာကြီးကမတည်ရှိတဲ့နေရာတစ်ခုကိုအမှန်လို့ဖော်ပြခဲ့ကြတယ်။မြေပုံဆွဲသူတွေဂျိုတုတွေကရတဲ့အချက်အလက်တွေနဲ့ Google လိုနည်းပညာကြီးတွေကိုတောင်လက်စားနိုင်ခဲ့တယ်။ဒါပေမဲ့တကယ်လက်တွေ့ဘဝမှာတော့အဲ့ဒီနေရာမှာပင်လယ်သမုဒ္ဒရာအလွတ်တစ်ခုပဲရှိနေတာပါ။အဲ့ဒီ Sandy Island ဆိုတဲ့အိမ်မက်ဆန်တစ်စီကျွန်းကိုမြေပုံပေါ်ကနေတိတ်တဆိတ်လေးဖြတ်လိုက်ပါတော့တယ်။ Sandy Island ရဲ့ဖြစ်ရပ်က Google Map ဟာအမှားကင်းတဲ့ကရိယာတစ်ခုမဟုတ်ဘူးဆိုတာကိုတက်တည်ပြလိုက်တာပါပဲရှင်။နည်းပညာတွေဘလောက်ပဲတိုးတက်နေပါစေအချက်အလက်တွေစုဆောင်းရမှာမြေပုံတွေရေးဆွဲရမှာအမှားအယွင်းတွေရှိနိုင်ပါတယ်။ Google Map မှာမြင်တွေ့ရတဲ့အရာအလုံးကိုအမှန်လို့မယူဆသင့်ပါဘူး။မြေပုံတွေဟာလူတွေဖန်တီးထားတာဖြစ်ပြီးအချက်အလက်ဟောင်းတွေမာယွင်းတဲ့အချက်အလက်တွေဒါမှမဟုတ်ဒီပညာဆိုင်ရာချုပ်ရင်းချက်တွေကြောင့်မတိကျမှုတွေရှိနိုင်ပါတယ်။ဒါကြောင့် Google Map ကိုအသုံးပြုတဲ့အခါမှာသတိထားသင့်ပါတယ်ရှင်။ခရီးသွားတဲ့အခါဒါမှမဟုတ်အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေချမှတ်တဲ့အခါသိချအောင်စစ်ဆေးသင့်ပါတယ်ရှင်။ Google Map ဟာအလွန်အသုံးဝင်တဲ့ကိရိယာတစ်ခုဖြစ်ပေမဲ့အမှားအယွင်းရှိနိုင်ပါတယ်။သတိထားပြီးအသုံးပြုမယ်ဆိုလို့ရှိရင် Google Map ကကမ္ဘာကြီးကိုစူးစမ်းလေ့လာရမှာအများကြီးအထောက်အကူပြုနိုင်ပါတယ်ရှင်။ဒါကတော့အိမ်မက်ဆန်တဲ့တစ်စီကျွန်း Sandy Island ကျွန်းရဲ့အကြောင်းကို reaction လုပ်ပေးရပဲဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့နောက်ထောင်ပေးကြတဲ့သူတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။အားလုံးပဲနောက်ထပ် reaction မှာပြန်လည်ကြုံတွေ့ကြမယ်နော်။ Bye bye